ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မိုင်စာ template လုံလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ဗျကဲအဲ့တော့ဗီဒီယိုလေးကိုချိန်မဆွဲပဲစလိုက်ရအောင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ကဒီ application လေးရှိထားဖို့လိုပါတယ်ဗျကဲအဲ့တော့ကျွန်တော်ဒီထဲဝင်လိုက်မယ်ကျွန်တော်အနေနဲ့ဒီရောက်သွားပြီဆိုရင်တော့ဒီစာလေးကိုနှိပ်ပေးရမယ်ဗျဒီစာလေးရဲ့မှာဒီကျွန်တော်ခုပြထားတဲ့စာကိုရိုက်နှိပ်လိုက်မယ်ရိုက်ပြီးွားရတယ်ဒီပေါ်က channel ကြီးပါဖြတ်လိုက်ပါဗျ channel ကြီးပါဖြတ်ပြီးွားရင်အောက်ကခွင်းသားဝင်းမိတ်တွေမြန်မာစာမှာဘာသာအနေနဲ့ဘာသာတို့ထည့်ချင်တာထည့်လို့ရရပါတော့မြန်မာစာမှာဘာသာထည့်ချင်တာထည့်လို့ရမှာဖြစ်ပါတယ်ပြီးတော့အောက်ကပုံဆိုင်မှာဆိုရင်လေကျွန်တော်တို့TikTok မှာတင်ပါလား YouTube မှာတင်ပါလားဆိုပြီးဘာသာတို့မှာပြောင်းလို့ရပါတယ်ဗျကဲတော့ဒီမှာကျွန်တော်ဆန်းပြီးတော့ပြောင်းပြထားပေးပါမယ်ကျွန်တော်တော့ဒီမှာကျွန်တော်ထည့်ချင်တာကျွန်တော်ထည့်လိုက်တယ်ပေါ့ဗျာပြီးရင်တော့ကျွန်တော်တို့ကဒီနေရာမှာခဏဆောင်းပြရမှာဖြစ်ပါတယ်ဗျကဲတော့ကျွန်တော်ဒီမှာဆိုရပါပြီဗျဒါပေမဲ့လို့ဒီမှာစာသားကြီးလွဲနေပါတယ်အဲ့တော့စာသားကြီးလွဲရင်စာသားမလွဲအောင်မလို့ပြန်လုပ်ရမယ်ဆိုတော့ကျွန်တော်ပြပြပေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးစာသားကြီးလွဲနေတော့ကျွန်တော်ဒီပုံစံလေးကိုပြန်နှိပ်လိုက်ဗျဒီပုံစံလေးနှိပ်ယူရရင်အောက်က triangle ကိုနှိပ်ပေါ့နော် triangle ကြီးနှိပ်ပြီးရင်တော့ခဏထပ်ဆောက်ပေးရမှာပဲဗျကဲတော့ကျွန်တော်တို့ကဒီမှာရပြီပဲဖြစ်ပါတယ်ဒီထပ်ပြီးတော့ထည့်လိုက်တဲ့ပုံကစာသားမှန်မှန်လေအောက်က triangle ကိုပဲထပ်နှိပ်ပြီးပြောင်းလို့ရပါတယ်ဒီဗီဒီယိုဘယ်လိုဆေးရမလဲဆိုရင်တော့ဒီအောက်ကဆေးဆိုတော့ခလောက်လေးနှိပ်လိုက်အောင်ပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲ bye bye